အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်မင်းချစ်ကိုပါကျွန်တော်အစားအသောက်နဲ့ပတ်သက်ပြီးရောအန်ရရှိတဲ့အချက်လေးကိုကျွန်တော်မျှဝေခြင်းလို့ပါခင်ဗျာကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကလေးတွေကိုအာဟာရဒါနမုံဝေတယ်ပေါ့နော်အလူရှင်ကမုံဝေရဲ့အထက်မှာဝေတဲ့မုံကကျွန်တော်တို့ဒီ expire date တွေမကြော်သေးပဲနဲ့ date expire date ကုန်မှုတော်တော်လိုသေးတယ်အဲ့ဒါကိုမှုတ်တက်နေရအများကြီးတွေ့ရတယ်ပေါ့နော်သုံးပုံတစ်ပုံလောက်ကမှုတ်တက်နေတယ်ခင်ဗျအဲ့ဒါကိုသိချင်းမှာကျွန်တော်တို့ပြန်လဲတယ်တချို့ကလေးတွေဆိုရင်ဝေပေးလိုက်တဲ့မုံတွေရဲ့မှာကိုပဲမှုတွေပါသွားတာရှိတယ်တချို့ကလေးအနေငယ်စားမိကြတာပေါ့နော်ဟိုပါတဲ့မုံကိုဖယ်ပြီးကျန်တာကိုစားမယ်ဆိုရင်ကိုပဲကျွန်တော်တို့ဒီအန်ရရှိတယ်ပေါ့နော်မှုတ်တက်တဲ့မုံတွေကိုမစားသင့်ပါဘူးမှုမတက်ခင်မှာကိုပဲဒိတ်ကြော်သွားပြီဆိုရင်မစားသင့်ဘူးပေါ့နော်ကျွန်တော်မုံတွေပြန်လဲတယ်သူတို့ရတော့ပြန်လဲပေးတယ်ဒါသူတို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုပေါ့ခင်ဗျာအဓိကလဲပေးခြင်းလဲမပေးခြင်းကိုပြောချင်တာမဟုတ်ပါဘူးအဓိကပြောချင်တာကကျွန်တော်အစားအသောက်တွေပေါ်မှာမူတည်ပြီးတော့ expire date တွေကိုကျွန်တော်အမှန်တယ်လို့ယူဆလို့မရပါဘူးခင်ဗျာဒါလည်းတချို့လူတွေသိပါလိမ့်မယ်အစားအသောက်ပဲဖြစ်ဖြစ်တချို့ကုန်ပစ္စည်းတွေပဲဖြစ်ဖြစ် expire date တွေကမမှန်ပါဘူးခင်ဗျာတချို့လောဘသားတွေကလောဘအရန်ကြီးလွန်းပြီးတော့ပေါ့နော် date တွေကိုပြန်ပြင်ကြတာတွေလည်းရှိတယ်နောက်တစ်ခုကじゃဒိတ်မကြော်သေးပဲနဲ့ကိုအဲ့ထုတ်ကုန် product ကဒီမုံဆိုလဲမုံပေါ့နော်အဲ့မုံတွေကတကယ်ဒိတ်မကြော်သေးပဲနဲ့ကိုဒိတ်လွန်သွားတာရှိရခင်ဗျဒါတွေကကလေးတွေအတွက်အန်ရရမ်းရှိပါတယ်ကျွန်တော်တို့လူကြီးတွေကတီးလို့ဒါစားတဲ့အရာလားမစားတဲ့အရာလားရှောင်တတ်ရင်ဆိုရင်တော့မှကျွန်တော်လူငယ်တွေကကလေးတွေကမရှောင်တတ်ဘူးနားမလဲဘူးပေါ့နော်နားမလဲတော့သူတို့စားမိတတ်ကြတယ်စားမိတတ်ကြဒီလိုမှုတ်တက်တဲ့ဟာတွေဒိတ်ကြော်တဲ့အရာတွေဓာတုဆေးပါတဲ့အရာတွေကိုစားပါများလာရင်ချက်ချင်းမသိတာရင်ပဲကျွန်တော်တို့တစ်နှစ်နှစ်နှစ်9နှစ်ကနေ10နှစ်အတွင်းမှာကျမ်းမာရေးတဖြည်းဖြည်းဆုပ်ယုတ်လာဆိုးသွားလာကြောက်ကမကောင်းအဆုတ်မကောင်းနှလုံးမကောင်းအသက်မကောင်းအစာမကောင်းတစ်ခုမဟုတ်တစ်ခုချိုးရင်းယိုရင်းလာရပေါ့ခင်ဗျအဲ့ကြရင်ကလေးတွေရဲ့တက်လန်းတွေကိုပိတ်စီပါတယ်ကိုယ့်ရဲ့သားသမီးကဘလောက်ပဲစာတော်ဘလောက်ပဲထက်မြက်အရွယ်ရောက်လာလို့ဘလောက်ပဲပညာတတ်ကြီးဖြစ်နေတဖြည်းဖြည်းနဲ့ကျမ်းမာရေးတွေယိုရင်းပျက်စီးလာမယ်ကျမ်းမာရေးတွေချွတ်ချုံကြလာမယ်ဆိုရင်ကျွန်တော်တို့ဒီကလေးတွေရဲ့အနာဘက်ကမတောက်ပါတော့ပါဘူးအဲ့တော့ကလေးတွေလူငယ်တွေကျွန်တော်ကျမ်းမာရေးအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အစားအစာတွေကိုအထူးဂရုစိုက်ပြီးတော့မိဘတွေအနေနဲ့ကြွေးဖို့လိုအပ်ပါတယ်ခင်ဗျစာတင်ကျောင်းတွေပဲဖြစ်ဖြစ်ပရိဒါလုပ်တဲ့လူတွေပဲဖြစ်ဖြစ်လှူမဲ့တန်းမယ်ပဲဖြစ်ဖြစ်ကြွေးတော်မယ်ဆိုရင်ကလေးတွေကိုအသက်နိုင်ဆုံးဓာတုကင်းတဲ့အချိုရည်တို့ဓာတုကင်းတဲ့အစားအသောက်တွေကိုအတက်နိုင်ဆုံးလေးရွေးချယ်ပြီးတော့ကျွေးစီလိုရတယ်ခင်ဗျာနိုင်ငံတနိုင်ငံတိုးထက်ဖို့မှာလဲဒီအစားအသောက်နဲ့ကျန်းမာရေးရာအရန်အရေးကြီးတယ်ပေါ့ခင်ဗျာကျွန်တော်မကျန်းမာဘူးဆိုရင်ကိုရှားသားမြပတ်စံတွေကတောက်လေကျန်းမာရေးအတွက်ကိုအကုန်ပေးဆက်လိုက်ရမှာပြန်ကောင်းလာရင်တော်သေးရဲ့ပြန်မကောင်းဘူးဆိုရင်ကျွန်တော်တို့မီးနှခါနာဖြစ်တာပေါ့ကျန်းမာရေးလည်းဆုံးရှုံးအသက်လည်းဆုံးရှုံးငွေကြေးဒဏဥစ္စာလည်းဆုံးရှုံးပေါ့အဲ့တွေကျွန်တော်ကျမ်းမာရေးကနံပါတ်1အရေးကြီးတာဖြစ်တဲ့အတွက်အစားအသောက်အနေထိုင်တွေကိုဂရုစိုက်ဖို့ကျွန်တော်စေနာနဲ့တိုက်တွန်းလို့ခြင်းဖြစ်ပါတယ်အခုဒီပြထားတဲ့မုံတွေကကျွန်တော်ဒီမုံထုတ်လုပ်တဲ့ကုမ္ပဏီကိုဆိုင်ကိုကျွန်တော်တိုက်ခိုက်လို့ခြင်းမဟုတ်ပါဘူးသူတို့ကိုမကောင်းပြောတာမဟုတ်ပါဘူးဒါသူတို့သိရင်လည်းသိမယ်သိချင်မှလည်းသိမယ်သူတို့သမင်ရွယ်လောက်တာလည်းပြင်မယ်ဟုတ်ချင်မှလည်းဟုတ်မယ်ဒီမုံပေါ်မှာမူတည်ပြီးတော့ကျွန်တော်အရင်တော့လည်းပြောချင်ပေမဲ့ကျွန်တော်ပြောခွင့်မသားတာတယ်ပြောဖို့မအားတာရယ်နဲ့အခုမှကျွန်တော်အကြောင်းတိုက်ဆိုင်ပြီးတော့ဒါလေးကိုမျှဝေဖြစ်တာပါခင်ဗျကျွန်တော်တို့လူမျိုးတွေအရန်ခရီးဆိုင်ဖို့လိုအပ်ပါတယ်သူများနိုင်ငံတွေအစားအသောက်တွေကိုကျန်းမာရေးနဲ့လျောညီအောင်အတတ်နိုင်ဆုံးဆင်ခြင်ပြီးတော့စားတောက်ကြတယ်ကျွန်တော်တို့လူမျိုးတွေကတိတ်ပဲမဆင်ခြင်ကြဘူးခင်ဗျကိုနဲ့တဲ့လားမတဲ့လားမသိဓာတုကင်းလားမသိမကင်းလားမသိပဲနဲ့စားတတ်ကြတယ်တချို့လေဖောင်းမှုတော်တော်များများအချုံမုံတွေအများကြီးထည့်ထားတဲ့မုံတွေတို့အချိုရည်တကယ်မစစ်တဲ့လိမ္မော်သီးလိမ္မော်ကြီးဖြော်ရည်တို့ပန်းသီးဖြော်ရည်တို့ဆိုတာတကယ်မဟုတ်ဖဲနဲ့ထုတ်နေတဲ့ကုမ္ပဏီတွေလည်းအများကြီးရှိတယ်ခင်ဗျကျွန်တော်ပြောနေခြင်းဒီစီဝါရဲ့အရာပုံကိုယ်အရာတိုက်ခိုက်လို့ခြင်းမဟုတ်ပါဘူးခင်ဗျာဒီကုမ္ပဏီကိုလည်းဆွဆွဲလို့ခြင်းမဟုတ်ပါဘူးအဓိကစီဝါရေးသမားကြီးအနေနဲ့ကျွန်တော်အထူးဂရုပြုပြီးတော့စေတနာထားစီလိုပါတယ်နောက်တစ်ခုကတော့ဘဒူကပဲစေတနာမထားတာဘဒူကပဲဂရုစိုက်မပေးပြီးကျွန်တော်စားသုံးသူတွေကိုယ်တိုင်ကိုကျမ်းမာရေးအတွက်ကိုသားသမီးကျမ်းမာရေးအတွက်ကျွန်တော်ကိုယ်တိုင်ကိုတတိထားပြီးတော့စားတော့ဖို့လိုအပ်ပါတယ်ခင်ဗျာအစာလဲဆေးလဲအစာဖြစ်တဲ့အတွက်ကျွန်တော်နေတဲ့တူကစားတောက်နေအစားအစာရဲမှာဓာတုအနည်းဆုံး2မျိုးပါပါတယ်ထမင်းဟင်းကအစာပေါ့နော်သေရည်စာတောက်ရအဆုံးအဲ့တွေကျွန်တော်တို့အထူးတတိထားပြီးတော့စင်ကျင်ပြီးတော့ရွေးချယ်စားတောက်ဖို့ကျွန်တော်ဒီကနေပြီးတော့အနည်းငယ်တိုက်တွန်းလိုပါတယ်ဒါကျွန်တော်ရဲ့စစ်မှန်တဲ့စေနာစကားပါခင်ဗျာကျမ်းမာကနံပါတ်1ဖြစ်တယ်မဟုတ်ရင်ကျွန်တော်ဆေးရုံဆေးကန်းနဲ့နှပန်းလုံးနေရပါလိမ့်မယ်ဘယ်သူမှဆေးရုံဆေးကန်းကိုမသွားချင်ပါဘူးသွားရင်လည်းကျွန်တော်စိတ်ချမ်းသာတာမဟုတ်ပါဘူးဒီလိုမျိုးစားတောက်ကုန်တွေနဲ့ပတ်သက်ပြီးတော့မတန်ရှင်းတာကြီးမြန်မာပြည်ရဲ့မှာအများကြီးပဲအချိုရည်နဲ့ပတ်သက်လို့စီနဲ့ပတ်သက်လို့အစားအစာနဲ့ပတ်သက်လို့
ကျွန်တော်ဓာတုမကင်းတာတွေတာရှည်ခံဆေးတွေအများကြီးပါတယ်ပြီးတော့ပြန်ကြော်စီတွေသုံးတာတွေဒါတွေကကျွန်တော်တို့တွေကိုတနည်းမဟုတ်တနည်းနဲ့ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုတိုက်ခိုက်နေတာကိုကျွန်တော်ကတတိမထားမိဘူးကြာလာတော့ပိုဆိုးတာပေါ့ခင်ဗျအဲ့ဒီတော့ဒါတွေအားလုံးကိုဂရုစိုက်ဖို့ကစားသုံးသူကာကွယ်ရေးအသင်းမှာနံပါတ်1တာဝန်ရှိရလို့ကျွန်တော်မြင်မိပါတယ်ပြီးတော့သူတို့ကစစ်လားမစစ်လားတော့သူတို့ပဲသိမှာပေါ့ဒါပေမဲ့သူတို့စစ်တာမစစ်တာတဲ့ကျွန်တော်တို့ပြည်သူလူထုတွေကျွန်တော်တို့စားသုံးသူတွေကကိုကျန်းမာရေးအတွက်ကိုယ်တိုင်ဂရုစိုက်ရမှာဖြစ်တဲ့အတွက်မိမိအပါဝင်မိမိမိသားစုနဲ့မိမိရဲ့ကလေးတွေကိုဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ဖို့အထူးလိုအပ်ပါကြောင်းဒီကနေပြီးတော့စေတနာစကားနဲ့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအားလုံးပဲအနာရောဂါကင်းဝေးပြီးတော့အသက်ရှည်ကျန်းမာကြပါစေခင်ဗျာမကြခင်မှာကျွန်တော်ပညာပေးဇာတ်လမ်းတို့လေးတင်ပေးပါတော့မယ်ခင်ဗျာအခုလိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်